ဒီဟာလေး20ချထားတဲ့အမှတ်လေးနဲ့လာပြီးဆက်မယ်ဒီဘက်ရောပဲ20ချထားတဲ့အမှတ်လေးနဲ့လာပြီးတော့ဆက်မယ်ဆက်ပြီးတော့မှချုပ်တဲ့ချိန်ကျရင်ဘေးတွဲတဲ့ချိန်ကျရင်ဒီကနေဒီထိပဲဘေးတွဲမယ်နော်ဆိုတော့သူ့ကိုပလဲချုပ်ပြီးဆွဲပြီးတော့ဒီဖြစ်တဲ့တော့သူချုပ်စာချမ်းမယ်ခောက်စာဘေးကချုပ်စာ2ပေါ်ကချုပ်စာ1ချုပ်တဲ့ချိန်ကျရင်ဒီလိုလေးညက်တဲ့ချိန်ကျရင်ဒီလိုလေးခြုံပြီးညက်ခဲ့မယ်တောက်ရိုးညက်ခြုံလေးညက်တဲလာညက်ဒီလိုခြုံလေးထောက်ပြီးညက်အဲ့လိုညက်ခဲ့မယ်ဆိုတော့ဂျိတ်တမိန်ပတ်တန်လေးပြီးသွားပြီအဲ့တိုင်းလေးပဲဆွဲမယ်